တော့ကျွန်တော်ရဲ့မော်ဆရာမလေးပါပဲသူစီကိုမရောက်ရအောင်လာခဲ့ရတာကိုသိမှမပြူဘူးပေါ့ ပြူပါလေဒီမပြူပါလေကွာကို့ဘဝမှာတချင်းနဲ့မင်းမဲရှိပါတယ် တကယ် yes Yemma